ရဲ့လပြည့်နေ့မှာနမ်ခမျိုးနီဖျားပွဲနေ့မဟာတမယတောက်ရုပ်ဖတ်ပွဲတော်အတွက်စီစဉ်ရမှာကျမတို့ KL ခတ်တိုင်းဟာလည်းမိမိတို့တတ်နိုင်တဲ့လောက်အင်အားလေးနဲ့နီဖျားအတွက်လိုက်ကလလလေးထပ်မံလူတန်းချင်ခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ဒုတိယအကြိမ်အနေနဲ့လိုက်ကပိတ်စအသေးပြန်လဲခဲ့တာပါပထမတစ်ခေါက်မှာတော့ပတင်ပေါက်အပေါ်ကမန်နယ်ကိုချန်ပြီးတက်ဆင်ခဲ့ပေမဲ့ဒီတစ်ခေါက်မှာတော့မန်နယ်အပေါ်ကနေပြန်ထိုင်ပြီးအောက်အထိဆိုရင်အရှည်15ပေခွဲပိတ်စရှည်ရမှာဖြစ်ပါတယ်။မောင်တိုင်းပြီးတော့လေပြေလာဆိုတလို့ပါပဲ။ကွယ်အဟောင်းနွမ်းတော်တဲ့အရာတွေကိုကျမတို့အတိတ်ပြန်လဲပြုပြင်မွမ်းမံတလို့ကျမတို့ရဲ့အတွင်းစိတ်နေစိတ်ထားကိုလည်းအမြဲတမ်းပြုပြင်မွမ်းမံပေးမှဒီလိုလိုက်ကလေးအတိုင်းပဲကြီးလိုက်တာနဲ့အလွန်ကိုကြီးလင်ပြီးကုန်ကျက်တရေရှိနေမှာပဲဖြစ်ပါတယ်ရှင်။ကျောင်းတက်ရဲ့အုံနံရံတွေဟာလည်းတဖြည်းဖြည်းဖွာလာတာမို့လို့ကျမတို့ဖြည်းဖြည်းလေးပဲတက်လိုက်ပြန်ပြုတ်ကျလာလိုက်နဲ့တွားနေရတာပါဒါပေမဲ့ဖြည်းဖြည်းချင်းတက်ရင်နဲ့အခုတော့နောက်ဆုံးတစ်ပေါက်ပဲကျန်ပါတော့တယ်ရှင်ဒီပိစရဲ့အကြောင်းလေးကတော့အရင်က original design ကိုကျမတို့အောက်ခံစားအချစ်တာနဲ့ပြောင်းလဲအတုံးပြုပြီးစက်ရုံကနေတိုက်ရိုက်ရက်လုပ်ထားတာပါပန်ပွင့်ဒီဇိုင်းကိုပုံမပေါ်လွင်နေအောင်အလဲအောက်ခံအစားတော့အဖြူရောင်တုံထားပြီးဘန်ကနုတ်ထဲမှာတော့အပြာနီညိုကော်ဖီပါပြီးရွှေကနုတ်လေးဖြင့်ကနုတ်ပန်းအကြီးရိုက်ထားတာမို့လို့အဝေးကနေကြည့်တာတောင်မှထင်းကြီးပေါ်နေတဲ့ဘန်ကနုတ်ပုံစံပါရှင်နေရောင်ဆက်ပေါ်မှာခုထားတဲ့ပိတ်စလေးကတော့ကော်ဖီရင်းရောင်ကိုရွှေကနုတ်လေးနဲ့အပေါ်ကနေထပ်ကုတ်ထားတာပါအခုချိန်မှာတော့အားလုံးတက်ဆင်လို့ပြီးစီးသွားပါပြီရှင်ဒီလိုမျိုးခန်းစည်းလိုက်ကလလလေးတွေကိုချုပ်လို့လူတန်းခွင့်ရခဲ့တဲ့အတွက်နမ်ခမျိုးဖျားเจ้าဥက္ကဋ္ဌကြီးနဲ့เจ้าအမှုဆောင်အဖွဲ့ဝင်များအားလုံးအပါအဝင်ကျေးဇူးတင်ထိုက်သူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင် KL ခတ်တဲ့မိတ်ဆွေအပေါင်းလည်းထပ်တူကုတို့အကျိုးရကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်